ကိုယ့်ရဲ့ Facebook page မှာဒီလိုတမနေပုံပေါ့နော်ဒီဗီဒီယိုမကြည့်ခင်မှာကျွန်တော်တို့မြင်ရတဲ့ပုံလေးပေါ့နော်အပုံကိုဘယ်လိုထားမလဲဆိုတာကျွန်တော်ဒီနေ့ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်တကယ်လို့ကိုကနေမှာဒီလိုမထားတတ်သေးဘူးဆိုရင်ကျွန်တော်နေသူတစ်ချက်လိုက်ကြည့်ရအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook page ထဲမှာဗီဒီယိုနဲ့ post တင်ထားပေးရမယ်ပေါ့နော်ကျွန်တော်တင်ထားပြီးဖြစ်တဲ့ကြောင့်မလို့ Chrome ထဲမှာဝင်ပြီးမှ facebook.com ကိုတစ်ချက်ရိုက်ရှာပါမယ်ဆိုတော့ဒီနေရာမှာတခုရှိတာကကိုကနေမှာအကောင့်မဝင်ရသေးဘူးဆိုရင်တော့ဒီမှာ password နဲ့အကောင့်လေးတောင်းပါလိမ့်မယ်ကျွန်တော်ကဝင်ပြီးသားဖြစ်တဲ့ကြောင့်မလို့page ထဲကိုတိုင်းမှာရောက်သွားမယ်ပေါ့နော်ဆိုတော့ကိုကနေမှာမဝင်ရသေးဘူးဆိုရင်ဒီမှာဝင်ပေးရမယ်ပေါ့နော်ဆိုတော့ပြီးရင်ဘယ်ဘက်တောင်းတာတွေကကျွန်တော်ရဲ့ page ထဲကိုဝင်မယ်ဝင်ပြီးတော့ဒီနေရာမှာဆိုရင်အောက်နေနဲ့ဆွဲချလိုက်မယ်ဆိုရင်ပုံနှစ်ခုပေါ်တယ်ပေါ့နော်ဗီဒီယို post နှစ်ခုပေါ်တယ်အောက်ကပုံစံလိုဖြစ်အောင်ကျွန်တော်တို့လုံးမှာဖြစ်တဲ့ကြောင့်မလို့အပေါ်ကကျွန်တော် post တင်ထားမယ့်ဟာကိုအဆက်30နှိပ်ပြီးရင် edit post ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ပြီဆိုရင်ခဏလေးစောင့်ပေးပေါ့နော်ပြီးတော့ရင်ဒီမှာပုံတစ်ခုခုကိုရွေးပြီးမှကျွန်တော်အနေနဲ့တင်လိုက်မယ်ပေါ့နော်ထည့်လိုက်မယ်ပေါ့ဒါခဏလေးပြန်ဖြတ်မှာပေါ့နော်ပြီးတော့ပြီဆိုရင်ကျွန်တော်ဗီဒီယိုတစ်ချက်ထောက်လိုက်မယ်ဆိုရင် edit ဆိုမှပေါ်တယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ပြန်နှိပ်လိုက်ပါနှိပ်ပြီးတော့ပြီဆိုရင်ခဏလေးစောင့်ပေးပြီးရင်အပေါ်ပုံကိုတစ်ချက်ထောက်ကြည့်လိုက်ထောက်မယ်ဆိုရင် edit ပြန်ပေါ်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်နှိပ်နေပြီးတော့ရင်ဆိုရင်ဒီမှာ chain terminal ဆိုပါပေါ်တယ်ပြီးရင် upload ပေါ်တယ်ပြီးရင် upload email ကိုနှိပ်ပြီးတော့ရင်ကိုထားခြင်းတဲ့ပုံကိုထား okay ပြီးရင်အောက်မှာစိတ်ဆိုမှရှိရယ်စိတ်နေနေဒန်းနေနေအမှအပြောင်လေးရှိရယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ခဏလေးစောင့်ပြီးပေါ့နော်okay ဆိုတော့ပြီးရင်ညာဘက် channel ကပုံကိုတစ်ချက်ထောက်ပြီးရင်အမားချစ်ပြီးရင်ကျွန်တော်တို့ဒန်းကိုနှိပ်မယ်ပြီးရင် next ကိုတစ်ချက်ယူလိုက် okay ပြီးရင်စိတ်ပဲတစ်ချက်နှိပ်လိုက်ပါ okay ဆိုတော့ကျွန်တော်တို့ဒီ Facebook မှာကျွန်တော်တို့ video post တွေကိုဒီရဲ့ကိုလိုချင်တဲ့ပုံကိုထားတဲ့နီလန်လေးပေါ့နော် okay ဆိုတော့ကျွန်တော်တို့ Facebook page ထဲမှာဝင်မှတစ်ချက်သွားရင်မှဆိုင်ကြည့်မယ်ပေါ့နော် okay ပုံလေးပေါ်ရင်ပေါ့နော်ကျွန်တော်တို့ Facebook video ထဲမှာကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကိုသိချင်တဲ့မြင်စေချင်တဲ့ပုံလေးပေါ်ပြီဆိုတော့အားလုံးအဆင်ပြေမယ်လို့ယူဆတယ်ပေါ့နော်တဲလို့သိချင်တဲ့အကြောင်းအရာလေးများရှိတယ်ဆိုရင်လည်းဗီဒီယိုအောက်မှာရေးခဲ့ပြီးလို့ရပါ